ကိုလေးတို့တော်ရွာချီပြောပြရုံနဲ့အာမရနိုင်နေလာရဆိုပြီးရခင်ရှိထက်ကဝေးမြေတီးမြေပွေတူတီလို့ဒီနဘာပြိုးဝေးလေမြေခင်မာလီရာမြေခင်မာလီဘုံရွှေဝါဒီထွက်သီးလည်းများလည်းမသိဆိုင်ပြိုးရီတို့ချင်းပါလို့ဒီအားဆိုင်ခွန်းဆိုင်မသွေလေတော်သူတွေကာယစွာနေမူရွာမှာပြူသာချင်းကသူတို့ဘာဝတာဝန်ကိုကြည့်ကိုလေးတို့ရထားနေပြောင်းလဲခဲ့တဲ့ချီနေရမရှိရွှေအောင်လျံအောင်ဆက်ဆောင်များနဲ့ပြောဆုံးမေတော်ပြီစာဝတ်မှုအတွေ့တွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေကိုလေးတို့ရွာချင်းရခင်ရှိလို့မဟုတ်တော့ပြီစာဝတ်မှုတွေ့တွေတို့ရမကြည့်အောင်ပေါ်ပြေဝါနေပြောစီရန်ဝေးအေးချမ်းသာရတယ်ညီဘလောက်တိတ်နေမိကောင်းထားလဲဗျာကောင်းပါတောင်းတယ်သမားဦးကြီးများဟုတ်တယ်နော်နားထောင်တတ်ရင်ဘာဝနာပါတဲ့နားမထောင်တတ်ရင်တော့တဏှာဘက်ကိုကူးပြောင်းသွားတတ်ပါဟုတ်ကဲ့ဗျပရိသတ်များနှစ်ချိုက်လို့သဘောကျလို့ရှိရင်ဒီနေရာကနေဟလာအိမ်အထိတည်သွားလို့ရပါယူသွားလို့ရကျွန်တော်ဆိုတဲ့တချင်းပေါ့ဟုတ်တယ်နော်ဟုတ်ဒီတချင်းကိုတကယ်ကိုမကြိုက်ဘူးငါတို့ကတော့နားလဲမဝင်မဟုတ်ကွာဆိုလဲဒီနေရာထဲမန်းတက်ထဲပဲထားပခဲ့လို့ရပါဟုတ်တယ်နော်မှန်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကတော့ကောင်းတာလေးတွေတင်ပြဟုတ်တယ်နော်ဟုတ်ပြီကျေးရွာအတွက်တိုင်းပြည်အတွက်အကျိုးရှိမဲ့အလုပ်ပဲကျွန်တော်တို့လုပ်ပေးရစီဗျာဟုတ်ပြီမြို့ပညာသမားကမုခတိုက်တိတ်အရေးကြီးတယ်ဟုတ်တယ်နော်အဲကြောင့်ဩကာသကျွန်တော်ဦးကြီးများဒါကတော့အစိုးရဦးတန်းထွန်းလေးတည်ဆိုထားတဲ့ကိုလေးတို့ရွာလို့အမည်ရပါတယ်သိကောင်းတယ်ဟုတ်တယ်နော်ဟုတ်ဟေးဒီနေရာလေးမှာအရေးကြီးတယ်ဗျကိုလေးတို့ရွာဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့အင်ကန်ရွှေမြို့တော်ကြီးဟောဒီတပါလုံးတနယ်လုံးမိုးရွာမှပြိုးတာတယ်နော်ဟုတ်တယ်တောင်ငယ်တမဦးကြီးများအတွက်မိုးရွာတော့ပြိုးတာတယ်ပြိုးတာမှအကျိုးရှာရမြတို့တောင်ငယ်တမဦးကြီးများတိုးလာမှာဟုတ်ဗျဟုတ်ပြီဗျဟုတ်တယ်နော်စာသားလေးကလည်းကောင်းတချင်းကလည်းကောင်းတော့တီးလုံးမှမနေကောင်းလိုက်တီးရတယ်ဗျကောင်းဗျလာအောင်မယ်ဗျကျွန်တော်ဦးကြီးများအတွက်ကြတော့အတီးလေးရဲ့သဘောကြတော့နောက်ကနှက်ဆရာဘာလို့လဲနှက်ဆရာလူငယ်စော်လေးလူငယ်စော်လေးနဲ့တွဲဖက်ပြီးတော့ဦးကြီးများအတွက်ဩကာသကြောပရစီလို့ဟုတ်ပြီဗျဟလာဟောချင်းတိုင်းမထားဘဲနဲ့တီးခွက်ဖြစ်အောင်ဖန်တီးပြီးတော့ဦးကြီးများကိုတင်ပြလိုက်တာပါဟုတ်ဗျဟုတ်တယ်နော်ဟုတ်ကဲ့ဒီလိုတီးတက်အောင်တဲ့ကျွန်တော်သင်ပေးတာဆရာဦးစိန်အောင်နိုင်ပါဟုတ်ပါထီလာများပတင်းပါဆရာဦးလိုင်စတင်းပါဆရာဦးရွှေပတင်းတို့ဆရာဦးဝင်းတင်တို့ကျေးဇူးတွေပေါ့ဆရာကျေးဇူးတွေဟုတ်တယ်နော်ဟုတ်ကဲညကြမှာအေးစေပြောပြအောင်မယ်ဆရာတွေလည်းညကြရင်ကြောအောင်မယ်မှန်ပါဟုတ်တယ်နော်ဟုတ်ကဲ့ညနေခင်းချင်းကဆိုတော့အလဲမလာကြီးလေးတီးရတာဆိုတော့ကြာဒီပြိတ္တထမင်းစားထွက်သွားမှလည်းစိုးပါသေးဟုတ်တယ်နော်ဟုတ်ပါအဲ့တော့အချိန်လေးကြည့်ပြီးတော့အလုပ်လုပ်ပေးရညနေခင်းအချိန်ခါနဲ့လည်းလိုက်ဖက်အောင်ဆိုပြီးကျွန်တော်ကရွေးချယ်လိုက်တာပါဟုတ်ကဲ့ဦးကြီးများလည်းဗလန်ဆိုင်တန်တို့ကလေးလည်းနားဆင်လို့ရအောင်ပေါ့နော်ကြားရအောင်ပေါ့နမူနာလေးပဲရှိသေးတာမျိုးအမြည်တဘောလေးဟုတ်တယ်နော်အဲ့တော့ကိုလေးတို့ရွာတဲ့တချင်းလေးကညနေခင်းအချိန်ခါမျိုးအရင်တော့ကလောစပီ
ကိုင်းတွေနဲ့အတန်ချက်ဆက်စရာတွေအမတန်ဖွင့်လိုက်အခုဒီအတန်တွေသိမကြားရတော့ဘူးဗျဟုတ်ပါအဲကြောင့်အောင်းမိတ်တက်ပွဲပေါ့တောင်းလေသမားဦးကြီးများကိုဘုံပြုကျင်လို့မောင်ပိုင်သူကဒီညလေးမှာတင်ပြလိုက်ခြင်းဖြစ်ပါဟုတ်ဗျဟုတ်တယ်နော်ဦးတန်ထုံးနဲ့တီဆိုထားတဲ့သိကောင်းတဲ့နားဆင်ကြည့်ပါဗျာဟုတ်မယ်ကိုလေးတို့တော့ရွာချီပြောပြယူလေးမရနိုင်ဘူးအာရစုပြေရခင်ရှိထက်ကပြီမြေတီးဖွင့်တူတီလို့တီးနေပါဘူးလေမြေခိမာလီရာမြေခိမာလီဘုံရွှေဝါပြီးထွက်တီးနေများလို့ဆိုင်ရပြိုကြီးတို့ချင်းပါလို့နီအားဆိုင်ကူဆိုင်မသွေတေတော်ရီတရားစွာနဲ့မူရွာမှာယူစားခြင်းကသူတို့ဘာဝတာဝန်ကိုကြည့်ကိုလေးတို့ရဲ့တာလီတောင်းလေတဲ့ချီနေရမရှိအောင်လျင်စစများနဲ့ပြောဆုံးမယ်မူရွာမှာမညိုတရားပါယူသားနိုင်မလီမူရွာမှာအကျိုးရှာသမျှတို့လာနိုင်ပြီမူရွာမှာမညိုတရားပါယူသားနိုင်မလီမူရွာမှာအကျိုးရှာသမျှတို့လာနိုင်ပြီကိုလေးတို့ဝါချီရခင်ရှိလို့မဟုတ်တော့ဘူးစာဝတ်မှုတွေတို့ရမကြည့်အောင်ပေါ်ပြေဝါနီကိုလေးတို့ရွာချီရခင်ရှိလို့မဟုတ်တော့ဘူးစာဝတ်မှုတွေတို့ရမကြည့်အောင်ပေါ်ပြေဝါနီရောစီတန်ဝီဒီချမ်းသာရတဲ့အပေမခါမှာတပင်နှန်းဆိုင်ရတယ်တဲ့ဟုတ်ပါဦးတန်ထွန်းလေးအော်တော့ကျွန်တော်ပါလိုက်အော်နေရတယ်ကျိုးစားမှတိုးပွားမှာဟုတ်တယ်နော်ဟုတ်ကဲ့ဆရာတဲ့ကျိုးစားပါရစီဗျကျိုးစားပါရစီဟုတ်တယ်နော်ဟုတ်ကိုလေးတို့ရွာလို့အမည်ရပါတယ်ရခင်တုန်းကနဲ့မတူတော့ဘူးတဲ့ကိုပိုင်ဆက်ရမှန်တယ်ဗျာကိုမော်တန်ခင်ဗျာရဲ့စာဝတ်မှုအထွေထွေလိုရာမရှိအောင်ပေါပြေဝနေပါတယ်ပြည့်စုံနေပါပြီအခုဆိုရင်ပြောတန်စီတန်ချင်းချင်းညံတို့ဟောအလူအတန်းကြီးတွေလည်းကြီးကြက်ခန္ဓာစွာလှူတန်းပေးကမ်းစွန့်ကြဲနေကြပြီအများကြီးပါဗျာဘလောက်မင်္ဂလာမြည်ထားတယ်ဗျာကောင်းဗျာဟုတ်နေနော်အဲ့ကြောင့်တရွာလုံးတနယ်လုံးပိုင်သူတို့ရောက်တဲ့အချိန်မှစမရှိမလားမဝဆိုတဲ့စကားနားမှာ၄တန်တောင်မှမကြားစေရပါဘူးဗျာဟုတ်ပြီအမိဘများတရွာလုံးလည်းကျွန်တော်ကမရောက်ခင်ကလေးကမြစ်တာတော်များလည်းပို့ပြီးသားဖြစ်ပါတယ်ပို့ပြီးသားပါဗျာဟုတ်တယ်နော်အဲ့တော့ရောက်တော့လည်းရောက်ပါပြီပေါ့ပြိတ္တကိုလည်းမိတ်ဆက်ရင်းနဲ့ကိုပိုင်စိတ်ဒီကကြတော့ဦးကြီးများအကြိုက်ကျွန်တော်ကအတီးလေးနဲ့ကျေးဇူးဆက်အောင်မယ်ခင်ဗျာဟုတ်ပြီဗျာပထမအပိုက်ကလေးလက်ဆရာလေးနဲ့ပြန်တိကြည့်အောင်မယ်ကောင်းလေးလေးကြမယ်ဟုတ်တယ်နော်ဟုတ်ကဲ့ဒါကပထမအပိတ်ပါခင်ဗျာအတိတဘောလေးဒုတိယအပိတ်ကြတော့ရွာနေလေကိုင့်ကြည့်အောင်ရွာကိုလည်းဂုံပြုကျင်လို့တော့ကိုပိုင်ဆက်ရတာကိုမော်တန်ဆရာဒုတိယပိုက်ကလေးစားသားလေးမိပါမြတ်တရားနာဆင်ကြည့်ပါခင်ဗျာအာယုံစိုက်ပြီးနားထောင်ပြီးပါသိကောင်းတယ်နော်ဟုတ်ရွာသူရွာကအချင်းချင်းရိုက်ပြီးကမသွေးရွာကျနေဖို့ရလေတိုက်တိုင်းဥပြီးမြစ်တာကရုဏာပြမစိုးတရားဟာလေကိုလေးတို့ရွာတာယာလို့နီရွာသူရွာသားအချင်းချင်းရိုက်ပြီးကမသွေးရွာကျနေဖို့ရလေတိုက်တိုင်းဥပြီးမြစ်တာကရုဏာပြမစိုးတရားဟာလေကိုလေးတို့ရွာအေးချမ်းလို့နီ
ကမဆုံးနိုင်ပြီ